RD 4060တွေကနေပြီးတော့ဒီရနိုင်တဲ့ laptop လေးပေါ့နော်အဲကောင်လေးကိုကျွန်တော်တို့ selection လုပ်ပြီးတော့ဒါ list ပြထားပြီပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဒီ RD 4060နဲ့ရမယ်ကျွန်တော်ဒီ laptop လေးဖြစ်တယ်ဒါ brand တော့မျိုးစားစုံလင်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ Asus ရဲ့ဒါ TH edition 10 ရွှန်ရှိမယ် Asus Tab F15 ပေါ့နော်အဲကောင်လေးရှိမယ်ကျွန်တော်ဒီကောင်လေးဆိုရင် gigabyte ရဲ့ဒါအမြင့်ဆုံး series တွေက OLED ရှိမယ်အဲဒီကောင်လေးကတော့ကျွန်တော် Lenovo ရဲ့ Legion 5ဖြစ်မယ်ဒီကောင်လေးကတော့ကျွန်တော်ဒီအာရှနဲ့ဥရောပဘက်တွေမှာလည်းဒါသုံးကြရပေါ့နော် budget စီးရ3လေးရှိတယ် Material brand ဆိုတာရှိမယ်ပြီးတော့ဒီကောင်ဆိုရင် Asus Tab တွေကနေပြီးတော့ကျွန်တော်ဒီဈေးလက်သက်တာရမယ်16လက်မှလည်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတယ် Asus Tab F16 ရှိမယ်နောက်ဆုံးဒီကောင်ကတော့ကျွန်တော်ဒီဟိုပါဘောနော် Lenovo ရဲ့ Legion အမြင့်ဆုံး series ရဖြစ်တယ် Lenovo ရဲ့ Legion Pro series တွေက Legion ဒါ Pro 5ဒါဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးရှိမယ်ဗျဒီကောင်လေးကနေကျွန်တော်စပြီးတော့ပြရမယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဟိုပေါ့နော် Asus ရဲ့ Tab F15 ကိုမှကျွန်တော်ဒီ edition လုံးလေးပေါ့နော်ဘေးကွာဒီကတော့လုံးဝကြစ်လစ်လစ်နဲ့ကျွန်တော်ဒီအကြောင်လေးဆိုလည်းပဲဒါလှလှပပနဲ့လာတဲ့ကောင်လေးပေါ့နော်ပြီးတော့ဈေးတန်းရလည်းပဲဒါ budget စီးအနေနဲ့တော်တော်လေးကိုမှဒါပေါင်းမှလည်းမြင့်တယ်ဒါကျွန်တော်တို့ပြီးတော့ဈေးလဲတန်တယ်ဆိုတဲ့ပုံစံမျိုးเนาะဒီကောင်လေးပါဆိုရင်ဘာပါလဲဆိုရင်ကျွန်တော် i7 ဟိုမှာ13 gen ဟိုမှာကျွန်တော်ဒီ CPU တော်တော်မြင့်တဲ့တက်ပါတယ်ပြီးတော့ကျွန်တော်ဒီဒါ9 thread လည်းများတယ်ဒီလုံလောက်တယ်ဆိုတော့ဒါဟိုပါဘောနော်ဒါပေါင်းမှမျိုးရတဲ့ကောင်ပေါ့နော် i7 13 gen အဲ့ဒါဟိုမှာကျွန်တော်တို့ RAM ကတော့ကျွန်တော်ဒီဟိုပါဘောနော်RAM ကတော့ 32GB နဲ့လာမယ်32GB ကိုမှကျွန်တော်ဒီ SSD ဆိုလည်းပဲကျွန်တော်တို့ဟိုပါဘောနော်ဒါ 2TB တောင်ပါတာဒီကောင်လေးကတော့တော်တော်လေးကိုမှလက်ရှိကျွန်တော်ပြရတဲ့အထက်မှာတော့ဒါဟိုလက်ရှိမိတ်ဆွေတို့ရွေးမယ်ဆိုရင်ဒါရွေးချယ်လို့အကောင်းဆုံးကောင်လို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင် RAM ကကျွန်တော်တို့ 32GB SSD ကလည်းပဲ2 TB ပဲပေါ့နော် 2000GB ပါတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒါတော်တော်လေးကိုမှတန်တယ်ပြောတော့နော်။အပြင်မှာကျွန်တော်တို့ 1TB ပါညာ 1000GB ဝယ်မယ်ဆိုရင်လည်းပဲဈေးတီတော်တော်မြောက်တယ်ပြီးတော့ RAM 16လို့ပါဆိုလည်းအသစ်ဈေးတီတော်တော်လေးကိုမှမြောက်တဲ့နေတာဖြစ်တဲ့အတွက်ဒီကောင်လေးမှာဆိုရင်ဒါပြည့်စုံတာပေါ့နော် RAM 32ကျွန်တော်တို့ဒါ SSD လို့ဆိုရင် 2TB ပါမယ်ဒီ graphic တွေကတော့ကျွန်တော်စောစောပြောတဲ့အတိုင်းပဲဒါဒီ RD 4060 series ကိုဒါဆွဲထုတ်ထားတာဖြစ်တဲ့အတွက်ဒီကောင်လေးဒီ Nvidia ရဲ့ RD 4060ကိုမှကျွန်တော်ဒီဒါ GPU ကလည်းများတဲ့ကောင်လေးပေါ့နော် display ကတော့ကျွန်တော်ဒီဟိုပါနော် 15.6 display ကိုမှကျွန်တော်ဒီ resolution လည်းကောင်းတယ် color juice လည်းကောင်းတယ်တော်တော်လေးကိုမှ all rounder ပြည့်စုံတယ်ပြီးတော့ refresh rate ကလည်းမဘိုးဟတ်ရတယ်ဒါဟိုပါနော် resolution ကတော့ full HD နဲ့လာတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကလည်းကျွန်တော်ဘယ်ဈေးတန်းနဲ့ရောင်းပေးမလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော် RGB keyboard လည်းရမယ်အဲ့ဒါကိုမှကျွန်တော်ဒီ full size keyboard နဲ့လည်းဒါရတဲ့ကောင်လေးဖြစ်တယ်ဒီကောင်လေးကတော့ကျွန်တော်ဘယ်ဈေးတန်းနဲ့ရောင်းပေးလဲဆိုရင်ကျွန်တော်တို့က49သိန်း9000နဲ့ဒါရောင်းပေးတယ်မိတ်ဆွေအနေနဲ့ဒါဟိုမှတ်ချက်ပြုရမှာဒီကောင်လေးဒီ RAM 32 SSD 2 TB ပဲဖြစ်တာရှိတာဖြစ်တဲ့အတွက် RD 4060 laptop တစ်လုံးနေနဲ့ကတော်တော်လေးကိုမှတန်တယ်ဆိုရယ်ခန်းစားချက်မျိုးရတယ်မနော် GPU လည်းပဲများတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီကောင်လေးကတော့ Asus Tab ရဲ့ဒါ TH edition 10 ရွှန်ကျွန်တော်ဒီ TH edition ဟိုပါဘောနော် Asus Tab F15 ဒါဖြစ်တယ်ပေါ့နော်ဒါပြီးတော့ကျွန်တော်နောက်တစ်လုံးအနေနဲ့ကကျွန်တော်ဘာရှိမလဲဆိုရင်ဒါဒီ gigabyte ပေါ့ gigabyte ရဲ့ဒီကောင်လေးဆိုရင်ကျွန်တော်တို့ gigabyte ရဲ့ OLED ပေါ့ gigabyte မှာဆိုရင်ကျွန်တော် OLED ကအမြင့်ဆုံး series ထဲမှာပါတာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့ဒီကောင်လေးတွေလည်းပဲကျွန်တော်ဒီ ROG တို့ Legion တို့နဲ့အပြိုင်ပေါ့နော်ဒါဈေးတန်းတစ်ခုရပို့ပြီးတော့တက်တာပြီးရတာဖြစ်တဲ့အတွက်ဒါမိတ်ဆွေတို့ဒီကောင်လေးတွေရွေးတင်တဲ့ထက်မှာပါတယ်ဗျဒီကောင်လေးကဈေးနှုန်းဆိုလဲကျွန်တော်မစိုးလောက်ဘူးပေါ့နော်48သိန်း9000နဲ့ကျွန်တော်ဘာတွေပါမလဲဆိုရင် CPU အနေနဲ့က i5 12 gen ပေါ့နော် i5 12 gen လည်းပဲ12 generation မှာ CPU တွေက9 thread လည်းများလာတယ်ဒါတော်လေးကမှ power efficient လည်းဖြစ်တာဖြစ်တဲ့အတွက်တော်လေးကမှဒါအဆင်ပြေတဲ့ဒါ CPU ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်11 gen လောက်ထိက9 thread နဲ့ပေါ့နော်ဒီကောင်ဒါပေမဲ့12 gen မှာစပြီးတော့9 thread လည်းပဲများလာပြီနော် i3 12 gen ဆိုရင်တော့မှ9 thread များတယ်ပေါ့နော်ဒီကောင်လေးတွေလည်းပဲ i5 12 gen ဖြစ်တဲ့အတွက်တော်တော်လေးကမှလက်ရှိချိန်ထိဒါဟိုပေါင်းမှန်တစ်မြတာပေါ့နော်ပြီးတော့ကျွန်တော်တို့ RAM ဆိုရင်ဒီကောင်လေးက 16GB ပါပြီးသားပေါ့မိတ်ဆွေထပ်တိုးမယ်ဆိုလည်းတိုးလို့ရတယ် SSD ကတော့ထုံးစံအတိုင်း 32GB ပါမယ်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်ဒါ RGB keyboard လေးလည်းပါတယ် graphic ကတော့ကျွန်တော်စောစောပြောတယ် Nvidia ရဲ့ RT 4060ဟိုမှာဒီကောင်လေးတွေလည်းပဲ GPU watt က 140W ပါတာဖြစ်တဲ့အတွက်တော်တော်လေးကမှအဆင်ပြေတယ်ပြီးတော့ဒီ laptop မှာဆိုရင်ထူးခြားနေတဲ့တန်သွားစီရဲ့အချက်ကဒါ color juice မှန်တဲ့ display ဟိုမှာကျွန်တော်ဒီဟိုပါဘောနော် refresh rate က full HD resolution နဲ့ refresh rate ကဘာရလဲဆိုရင်ကျွန်တော်360 refresh rate ရတာ360 refresh rate ရတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒီကောင်ဒီ gigabyte ထဲမှာ OLED series ဖြစ်တဲ့အတွက်တော်တော်လေးကမှအဆင်ပြေတယ်ဒါ OLED ရဲ့ဒီ gigabyte ရဲ့ budget series ကတော့ကျွန်တော်ဒီ G5 တို့ပါတော့ဗောနော်G5 တို့ပါလို့ဆိုရင်ဒါ gigabyte G5 laptop တွေပေါ့အဲ့ကောင်တွေနဲ့ဒါမတူဘူးဗောနော်လုံးဝကမှဒီ big quality လည်းကောင်းတယ်နောက်ပြီးတော့တန်းတစ်ခုလည်းဝင်တယ်ပြီးတော့ gigabyte ရဲ့အမြင့်ဆုံး series လည်းဖြစ်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒီကောင်လေးရွေးချယ်ဆိုရင်လည်းပဲလုံးဝဒီ high quality high performance ဒီ premium gaming ဒါရတာကိုကျွန်တော်တို့ရရှိတဲ့ကောင်လေးပေါ့ဒီကောင်လေးကတော့မြင်တဲ့အတိုင်းပဲ big quality ကမိတ်ဆွေမြင်တဲ့အတိုင်းပဲဒါ OLED ပေါ့နော် gigabyte ရဲ့ဒါ OLED logo လေးနဲ့လာတယ်လုံးဝကိုမှဒါကြစ်လစ်နဲ့ဒီမှာဆိုရင် light bar လေးတွေပါတယ်ပြီးတော့ RGB keyboard တွေကတော်တော်လေးကိုမှ
ဒါတန်တယ်ဆိုတဲ့ခံစားချက်ရတယ်ပြီးတော့ပေါ့တွေလည်းပဲတခြားလက်တော့တွေနီးတူ premium လက်တော့တွေနီးတူစုံလင်တယ်ပြီးတော့ base quality ကလည်းတခြားလက်တော့တွေအမြင့်စီးတွေနီးတူမလျှော့ထားတဲ့အတွက်ဒီကောင်လေးတွေလည်း48သိန်း9000ဝန်းကျင်မှာဒါတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်လုံးအနေနဲ့ကကျွန်တော်ဒီ Lenovo ရဲ့ဒါဒီကောင်ကတော့ Legion 5ပေါ့နော်ဒီကောင်လေးတွေလည်းပဲကျွန်တော်တို့ပါပေါ့နော်တန်တဲ့ထဲမှာပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့သူ့မှာသုံးပြီးသား CPU နဲ့ GPU ပေါင်းမှန်ဟာတော်တော်လေးကိုမှဒါမျှတာတယ်ပေါ့နော်ဒီကောင်လေးမှာဆိုရင်ဘာတွေပါမလဲဆိုရင် CPU နဲ့က Ryzen 7ကို9000 series ဖြစ်တဲ့အတွက်ကျွန်တော်လက်ရှိချိန်ထိဒါ upgrade ဖြစ်နေသေးတယ်9000 series ရလည်းပဲတော်တော်လေးကိုမှအဆင်ပြေပေါ့နော်ကျွန်တော်ဒီ i7 13 Gen တို့ပေါင်းနဲ့အပြိုင်လာတဲ့ကောင်လေးဖြစ်တယ်ပြီးတော့ကျွန်တော်ဒီ RAM နေတဲ့က 16GB ပါမယ် SSD ကတော့ထုံးစံတိုင်း 402GB ပါမယ်ပြီးတော့ Margin Graphic ကတော့ကျွန်တော် Nvidia ရဲ့ RTX 4060ပါရဖြစ်တယ်ဒီ laptop လေးတွေလည်းပဲကျွန်တော်ဒီဘာဘောနော်တန်တဲ့ထက်မှာပါတယ်ဒီကောင်လေးလည်းပဲကျွန်တော်48သိန်း9000နဲ့ဒါမိတ်ဆွေရရှိမှာဖြစ်တယ် keyboard ကလည်းပဲကျွန်တော်ဒီဒါ backlit ကတော့ဟိုဘောနော်ရိုးရိုးဒီအဖြူတစ်လိုင်းပဲပါတယ်ပြီးတော့ဒီမှာဆိုရင်ကိုပိုင်းလောက်ပြီးတွေပါလာဖြစ်တဲ့အတွက် update ဖြစ်သေးရပေါ့နော်ပြီးတော့ကျွန်တော်တို့ဘာဘောနော်display ကတော့ကျွန်တော်ဒီ 15.6 display ကိုမှာကျွန်တော်ဒီ Full HD resolution နဲ့ refresh rate ကတော့ 1.4Hz ရတာပေါ့နော်ဒီကောင်လေးဒီလည်းပဲကျွန်တော်ဒီ48သိန်း9000နဲ့ RTX 4060 series ထဲမှာ CPU GPU ပေါင်းမှန်တင်းတင်းမျှတာဖြစ်တဲ့အတွက်ဒါ base quality ကပဲမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒါ base quality ကလည်းရိုးရှင်းရှင်းနဲ့ဒါကြစ်ကြစ်လစ်လစ်နဲ့ရှိတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှဒါအဆင်ပြေပေါ့နော်ဒီကောင်လေးဒီလည်းပဲကျွန်တော်တို့စီမှာဆိုရင်48သိန်း9000နဲ့ဒါရရှိနိုင်တယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်လုံးတွေကဒီကောင်လေးပေါ့ဒီကောင်လေးကတော့ကျွန်တော်တို့ဒါပုံမှန်တွေ့နေကြ brand မဟုတ်ပေါ့နော်ဒီ Materibo ဆိုရဲဒါ brand ပေါ့နော်ဒီဟွာလေးနဲ့ပေါ့နော်logo ကတော့ဒီ logo လေးနဲ့ကျွန်တော်တို့ဒါလာမဲ့ကောင်လေးပေါ့ဒီကောင်လေးကတော့ကျွန်တော်တို့ဥရောပဘက်နဲ့အာရှဘက်တွေမှာကျွန်တော်တို့ဒါအသုံးများကြတယ်ပေါ့နော်ဒီ budget ဈေးထဲမှာဆိုအသုံးများပါဘာကြောင့်လဲဆိုတော့သူကဈေးလည်းတက်တာတာဟုတ်ကျွန်တော်ဒီကောင်လေးဆိုရင်ဘာပါမလဲဆိုရင်ကျွန်တော်တို့ဒီကောင်လေးဒီလည်းပဲဒီဘက်က Legion နီးတူ Ryzen 7ကိုမှကျွန်တော်တို့9000 series 9000 series ကိုမှကျွန်တော်တို့ဒီဟွာပေါ့နော်ဒါ CPU က9 thread လည်းများတယ်ပြီးတော့ကျွန်တော်တို့ RAM ဆိုလည်းပဲဒီကောင်လေးကဒါ 16GB ပါမယ်ကျွန်တော် SSD ကတော့ထုံးစံအတိုင်းကျွန်တော်ဒီ 512GB ပါတယ်ဒါ graphic ကတော့ကျွန်တော်စောစောပြောတဲ့ Nvidia ရဲ့ RTX 4060ဒါ graphic လေးနဲ့လာတယ်ပြီးတော့သူ့မှာဆိုရင်ဒါဟောဘောနော်ပိုတန်ဝါးစီကဒီမှာဆိုရင်ဒီကောင်ဒီ full ဟောဘော16လက်မှာပေါ့နော် display က16လက်မှာဖြစ်သွားမယ်အဲ့ဒါကိုမှကျွန်တော်တို့ resolution ကကျွန်တော် 2K ဖြစ်သွားမယ် 2K ဖြစ်သွားတဲ့အတွက်ကျွန်တော်ဒီ creator အတွက်လည်းတော်တော်လေးကိုမှဒါအဆင်ပြေတယ်ပြီးတော့ refresh rate ကလည်းဒီကောင်လေးဒီ165ရပါတာဖြစ်တယ်တော်တော်လေးကိုမှပြည့်ပြည့်စုံတယ်အဲ့ဒါကိုမှကျွန်တော်ဒီမှာဆိုရင် RGB keyboard တွေနဲ့ကျွန်တော်တို့ဒါလာတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှဒါဟောဘောနော်ဟိုအဆင်ပြေတဲ့တန်တယ်ဆိုတဲ့ခံစားချက်မျိုးကိုရစေတယ်ပြီးတော့ကျွန်တော်ဒီကောင်လေးတွေလည်းပဲကျွန်တော်ပြောသလိုအာရှဘက်နဲ့ဥရောပဘက်မှာဆိုရင်တော်တော်လေးကိုမှဝယ်ကြရမှာဘာကြောင့်လဲဆိုဈေးတက်တာတာဒီကောင်လေးဆိုရင်ပုံမှန်ကျွန်တော်တို့ဒီ4060 laptop တွေကျွန်တော်ဒီဟောပါတော့340ကျော်နေတဲ့အချိန်မှာ48သိန်း49သိန်းဖြစ်နေတဲ့အချိန်မှာဒီကောင်လေးကိုကျွန်တော်တို့ကဒါ39သိန်း9000နဲ့ပဲရောင်းချပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီတော်တော်လေးကမှတန်တယ်ပေါ့နော် ROG တို့ပါလို့ဆိုရင် ROG ရဲ့ဒီကျွန်တော်တို့ RTX ဟောပါတော့ဒီ3060 3050ပေါ့ RTX 3050ဈေးလောက်နဲ့ပဲကျွန်တော်တို့ကရောင်းပေးတာဖြစ်တဲ့အတွက်ဒီကောင်လေးဒီ RTX 4060ကိုဒီဈေးနဲ့39သိန်း9000နဲ့ရမယ်ဆိုတော့ဒါ base quality level မဆိုးတဲ့ထက်မှာပါတယ် HP Bitet တို့ရဲ့ဒါ base quality နဲ့တူတာဖြစ်တဲ့အတွက်ဒါမိတ်ဆွေတို့တန်တယ်ဆိုတော့ခံစားချက်ရမယ်ပြီးတော့ display size ကလည်း16လက်မှာဆိုတော့တော်တော်လေးကိုမှဒါအဆင်ပြေပေါ့နော်နောက်ထပ်အနေနဲ့ကကျွန်တော်ဒီဟွာပေါ့နော်အောက်စုရဲ့ Tab C ပေါ့ Tab C ကအောက်စုရဲ့ Tab ဒါဒီကောင်လေးကတော့ F7 ဖြစ်တယ်F7 ဆိုတော့ကျွန်တော်ဒီကောင်လေးဒီအကောင့် site ကြီးကြီးနဲ့မိတ်ဆွေတို့အသုံးပြုအောင်ဖြစ်တယ်ပုံမှန် ROG တို့ G7 တို့ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းမက950ကျော်တယ်ပေါ့နော်350အထက်မှာပဲရှိမှာဒီကောင်လေးကတော့ကျွန်တော်မိတ်ဆွေတွေနဲ့48သိန်း9000နဲ့တန်မယ်ဆိုတော့ဒါ certification တွေရမှာဘာတွေပါမလဲဆိုရင်ကျွန်တော် CPU နေနဲ့က i7 ဟိုကတွဲကြံပေါ့နော်တွဲကြံမှာဒါကိုthread လည်းများတဲ့ CPU လေးပေါ့ပြီးတော့ RAM ကတော့ကျွန်တော်တို့ 16GB ပါမယ်ဒါ SSD ကတော့ထုံးစံအတိုင်း 402GB ပါမယ်ဒီ graphic လေးကတော့ Nvidia ရဲ့ RTX 4060မှာ GPU က 140W ပါတာဖြစ်တဲ့အတွက်တော်တော်လေးကမှများတယ်ပြီးတော့ keyboard တွေမှာဆိုရင်လည်းပဲလုံးဝဒီ RGB lighting နဲ့တော်တော်လေးလှတယ် base quality ကလည်း major မြင်နေနိုင်မယ်ကျွန်တော်ရှေ့ကစောစောကရှေ့မှာပြောခဲ့ဘူးသလိုပဲ also tab တွေကကျွန်တော်ဒီ 12 generation မှာ CPU 12 generation နဲ့လာတဲ့နောက်ပိုင်းပေါ့နော်အဲ့မှာဆိုရင်တော်တော်လေးကိုမှဒါ base quality ကတော်တော်လေးလှသွားပြီပေါ့နော်ကျွန်တော်တို့လည်းတော်တော်လေးဒါ design ပိုင်းအရာအခြေနဲ့အားရတယ်ပေါ့နော်ဒါအရင်ထွက်ခဲ့တဲ့ CPU 11 generation နဲ့ထွက်တဲ့ဒါ design နေနဲ့ဒါကိုခြားနာသွားတာပေါ့နော်ဒီကောင်လေးဆိုရင် 2.3 display နဲ့ကျွန်တော်ဒီဟို resolution ဆိုလဲကျွန်တော် 2K resolution ရှိရဗျအဲ့ဒါကိုမှ refresh rate တွေလည်းပဲအားရကြည့်နေစရာပေါ့နော်140 high ပါတာဖြစ်တဲ့အတွက်တော်တော်လေးကမှတန်တယ်ဆိုတဲ့ခံစားချက်ရတယ်ဒီကောင်လေးကကျွန်တော်ဒီ2.3လက်မှ3 display နဲ့ မိတ်ဆွေတို့ဒီ4060ရဲ့ထဲမှာဆိုရင်ဒါဟိုတန်တဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့က48သိန်း9000နဲ့ပဲဒီကောင်လေးကိုရောင်းချပေးတော့မှာဖြစ်ပါတယ်ဗျနောက်ထပ်တစ်ခုကတော့ကျွန်တော်ပါပေါ့နော်ဒီကောင်လေးကတော့ Lenovo ရဲ့ကျွန်တော်တို့ပါပေါ့နော်ဒီကောင်လေးက Legion Pro 5ဖြစ်တယ်ဒါခဏလေးနော်ကျွန်တော်ဒီကောင်လေးတော့အောက်ချလိုက်မယ်ဗျ
ဒီကောင်လေးကတော့ကျွန်တော်တို့ပါဗောနော် Legion Profile Legion Profile ဖြစ်တယ် Legion Profile C Pro series ကတော့ကျွန်တော်ဒီ Legion ဒီ Lenovo ရဲ့ Legion series ထဲမှာဆိုရင်ကျွန်တော်တို့ဒါအမြင့်ဆုံး series ထဲမှာကျွန်တော်ဟွာဗောနော်ပါတယ်ဗောနော်သူ့ရဲ့ base quality ရစားလုံးဝကြစ်လစ်ပြီးတော့ဒါဆရာကြီးဆိုတဲ့ခန်းစားချက်မြန်တာခန်းစားချက်ဆိုတာသိစေဗောနော်ပေါ်လွင်စေတယ်ဗောနော်တော်တော်လေးကမှဒါဒီ logo design လေးနဲ့တော်တော်လေးမှအဆင်ပြေတယ်ကျွန်တော်ရှေ့ရက်ကတော့ကျွန်တော် Ryzen နဲ့လာတယ်ဒါဟောဗောနော် Legion Profile လေးဒါဒီ profile လေးကတော့ထွက်သွားပြီဗျဒီကောင်လေးကတော့နောက်ထပ်တစ်လုံးကြံတဲ့ကောင်လေးဖြစ်တယ်ဒီကောင်လေးမှဆိုရင်ဘာတွေပါမလဲဆိုရင်ကျွန်တော် CPU နေနဲ့ i9 13 ကြံအောင်မှာကျွန်တော် H8C CPU ဖြစ်သွားမယ်အဲ့ဒါအောင်မှာ6 thread လည်းများတယ် RAM ကတော့ကျွန်တော်တို့ 16GB ဖြစ်သွားမယ်ပြီးတော့ SSD ကတော့ကျွန်တော်တို့ 1TB ပါမယ်ဗောနော်1000GB ပါမယ်ဒါ graphic လေးကတော့ Nvidia ရဲ့ RTX 4060ရဲ့ဒါကျွန်တော်တို့ဒါ GPU watt 140W ပါမယ်ပြီးတော့ display ကတော့ကျွန်တော်16လက်မ display ကိုမှာဒါ resolution 2K refresh rate က120ပါတာဖြစ်တဲ့အတွက်တော်တော်လေးဒါလုံလောက်တဲ့လို့ပြောလို့ရပါဘောเนาะပြီးတော့ဒါ color accuracy ကောင်းတဲ့ display ဖြစ်တဲ့အတွက်ဒါ creator application တွေ creator gamer အတွက်ကိုနှမျိုးလုံးအတွက်တော်တော်လေးကမှဒါအဆင်ပြေပါဘောเนาะ keyboard ကတော့ကျွန်တော်ဒီလုံးဝရိုးရှင်းနဲ့အဖြူအောင်တစ်မျိုးနဲ့လာတဲ့ကောင်လေးဖြစ်တယ်ဒီကောင်လေးမှာတော့ပိုတန်ဝါးစီကတော့ဒီကောင်ရဲ့ cooling system ဟန်တော်တော်လေးကမှကောင်းမွန်တယ်ပြီးတော့ base quality ကလည်းပဲလုံးဝချစ်ချစ်လစ်လစ်နဲ့ကျွန်တော်လုံးဝရိုးရှင်းပြီးတော့ဒါ smart ကြဆိုတဲ့ခန်းစားချက်ကိုရစေတယ်ပြီးတော့ heavy ကျန်းလို့ရမယ်ဆိုတဲ့ဒါပုံစံမျိုးကိုဒါဟိုပေါ်လွင်စေရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကောင်လေးတည်လည်းပဲကျွန်တော်စီမှာဆိုရင်59သိန်း9000နဲ့ဒါရရှိနိုင်မှာဖြစ်တယ်ကျွန်တော်ဒီဟာလေးရတော့ကျွန်တော်လက်ရှိပြခဲ့တာကြီးကတော့ဒါဟိုပါဘောနော် RTX 4060နဲ့ရနိုင်တယ်ဒါ laptop လေးပြထားတာဘောနော်ကျွန်တော်စီမှာဆိုရင်4060ဆိုရင်နောက်ထပ်တစ်လုံးရှိတယ်ဘောနော်အဲ့ဒါကတော့ဒီ laptop formatter တော့မဟုတ် tablet formatter ဟိုရက်ကကျွန်တော် review ဒါဟိုရက်ကအယောင်းဖို့တင်ခဲ့တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့ဒါကတော့ ROG ရဲ့ကျွန်တော်ဟိုပါပေါ့နော်tablet လေး ROG Flow Z73 ပေါ့နော်အဲ့ကောင်လေးကတော့ဒီနေ့မပြတော့ဘူးဒီနေ့ကတော့ laptop formatter ပုံစံတွေပဲကျွန်တော်ပြတာဖြစ်တဲ့အတွက်လက်ရှိကျွန်တော်စီမှာဆိုရင်ဒီ RTX 4060ကကျွန်တော်စီမှာဆိုရင်လက်ရှိကကျွန်တော်တို့ဟိုပါပေါ့နော်total 6လုံးရှိအောင်ပဲဗျလက်ရှိ store က6လုံးရှိအောင်ပဲနောက်ထပ်လည်းပဲကျွန်တော်ထပ်ရောက်ဖို့တွေလည်းဒါရှိပေမဲ့ဒါနည်းနည်းကြာအောင်ပါပေါ့နော်လက်ရှိကတော့ကျွန်တော်ဒီ6လုံးရှိတယ်ရှိရတဲ့အနေမှာ Mate 0စောစောကကျွန်တော်လည်းဈေးပြောခဲ့ပြီးပါပြီပေါ့နော်အဲ့ထက်မှဆိုရင်ဒါအတန်ဆုံးလေးတွေလည်းပြောခဲ့တယ်ပြီးတော့ဒီပေါင်းမှန်လည်းကျန်းတယ်တော်လေးမှတန်တာတွေလည်းပဲပါတယ်ပေါ့နော်ပြီးတော့ premium base quality အနေနဲ့လာတဲ့ကောင်လေးတွေလည်းဖြစ်တဲ့အတွက်ကျွန်တော်ဒီ RTX 4060မှာဆိုရင်ဒါတော်တော်လေးကမှဒီကောင်လေးတွေဒီရွေးချယ်လို့ကောင်းပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ